ဖတ်ကြမ်းကနေပြီးတော့လေကျွန်တော်ပိုးသက်ဆေးလုပ်လို့ရတယ်ဆိုတော့မိတ်ဆွေကိုတိလားဆိုတော့အော်မင်းကဘာလဲပေါ့ဒီဖတ်ကြမ်းကနေဘယ်လိုပိုးသက်ဆေးလုပ်မှာလဲပေါ့ဆိုတော့ကျွန်တော်ဖတ်ကြမ်းမှာဘာလဲဆိုတော့မိတ်ဆွေတို့အရင်ပြောပြမယ်ဖတ်ကြမ်းမှာအပြင်ဘက်ကကြာကျွန်တော်တနက်ရွက်ကိုအသုံးပြုပြီးတော့ဖတ်ကြမ်းကိုလိမ့်တယ်အထဲမှာပါလဲဆိုရင်သူ့ရဲ့အစာကကျွန်တော်ဆေးရွက်ကြီးပါတယ်နောက်ပြီးရင်ကျွန်တော်ချိုးကြတော့လဲဒီနက်နက်ပွင့်တို့နောက်ပြီးတမာတို့အဓိကတမာပါတာများတယ်ပေါ့နော်ချိုးကြတော့လဲဝိုင်ဖြစ်အရက်ဖြစ်စိန်နာမျိုးရှိတယ်ဆိုတော့ကျွန်တော်တဘာဝပိုးသက်ဆေးပေါ့နော် organic ပိုးသက်ဆေးလုပ်တဲ့အခါမှာဒီဆေးရွက်ကြီးမဟုတ်လို့တမာခောက်တို့ဒီနက်နက်ပွင့်တို့ကြစ်ဘူးခောက်တို့စသည်ဖြစ်ပေါ့နော်ဒုစရဆုံးအရက်တို့ဝိုင်တို့ကတကယ်ကိုအသုံးဝင်နေပြီရှိရဲ့အဲ့တော့ဒီထဲကပါတဲ့အစာပလာတွေနဲ့ကျွန်တော်ပိုးသက်ဆေးလုပ်မယ်ဆိုရင်မိတ်ဆွေတို့စလိတ်တွေကိုချိုးလိုက်အထက်အစာကိုထုတ်လိုက်ထုတ်ပြီးအစာတွေကိုရေ1လီတာပေါ့နော်ရေတမှု1လီတာမှာဆိုရင်အဲ့အစာတွေအကုန်လုံးဖြောထည့်လိုက်ဖြောထည့်လိုက်ဆိုတာတဲ့စိန်ထည့်လိုက်ပေါ့ဗျာတစ်နေ့လောက်စိန်ထားလိုက်အနည်းဆုံး12နာရီလောက်ပေါ့နော်စိန်ထားလိုက်ပြီးနောက်နေ့ကျရင်ကျွန်တော်တို့ကပြန်စစ်လိုက်စစ်ပြီးတော့ရလာတဲ့အရေပေါ့နော်အဲ့အရေတွေကိုဆက်ပြာစီလေးသမင်းစားလုံးလေးတစ်စုံလောက်ထည့်လိုက်သမင်းစားလုံးလေးတစ်စုံလောက်ထည့်ပြီးသွားရင်ဖြန်းလို့ရပြီအဓိကသမင်းအဆက်ပြာစီထည့်ရဲ့ရွယ်ချက်ကဒီပုတ်သက်ဆေးတွေကအပင်တွေမှာကတ်သွဲနေအောင်ကြိုဖြန်းလို့ရတယ်ဖြစ်နေတဲ့အချိန်မှာလေးဖြန်းလို့ရတယ်ဒီဆေးရွက်ကြီးတို့တမာတို့ဆိုတာဒီဟိုတဘာဝဆေးနီးတွေထဲမှာဒီပိုးတွေအရန်ကြောက်တဲ့ဒီတဘာဝပိုးသက်ဆေးအတုံးဝင်လာတဲ့ဒီပိုးသက်ဆေးအမျိုးအစားပဲအဲ့တော့မိတ်ဆွေဖြန်းမယ်ဆိုရင်တပင်လုံးဖြန်းလို့ရတယ်15ရက်ကိုတစ်ခေါက်လည်းဖြန်းလို့ရတယ်ဆေးပမာဏကတော့အနည်းများတော့ဘယ်လိုချိန်လို့ရလဲဆိုဆေးပမာဏအရန်ပြင်းနေရဆိုတော့ဒီရွယ်လေးလိမ့်သွားတာဘာညာလို့ဖြစ်တတ်တယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ခုနပြောနှုံးတာတလိပ်ကိုဒီရေ1လီတာလောက်ထိဖြောပြီးဖြန်းလို့ရပါတယ်ဆိုတော့ဒီလိုမျိုးအိမ်တွင်းကနေပြီးတော့လှုပ်လို့ရတဲ့ဒီတဘာဝနီလန်လေးကိုကျွန်တော်မျှဝေပေးလိုက်တာပါနောက်နေ့မှလည်းကျွန်တော်ကိုယ်လက်တွေ့လေးပြပေးပါအောင်မယ်ဆိုတော့ဗီဒီယိုလေးကြိုက်နေတဲ့ like follow လုပ်ခဲ့ပါအသုံးဝင် comment မှာ yes ဆိုမှန်သွားပြီနောက်ပြီးတော့ဘာနဲ့ပတ်သက်တာအပင်နဲ့ပတ်သက်တာဘာတွေသိကျင်တယ်လဲသိကျင်တာရှိရင် comment မှာမေးသွားပြီကျွန်တော်တတ်နိုင်မြင်များတော့ဖြေပေးမယ်မေးရလူလည်းအရန်များတဲ့ခါကျတော့ Viber တို့ဘာတို့မှလည်းမေးကြတဲ့လူတွေရှိတဲ့ခါကျတော့ဘောနော်ကျွန်တော်အစင်းသိတယ်လို့ဖြေပေးရအောင်မယ်ချင်းနိုင်တင်ပါတယ်ကျွန်တော်ဆင်းနေစရာပါ